စီးပွားရှာမှန်စွာသုံးလူဘဝရလာတဲ့ပုဂ္ဂိုလ်တွေစီးပွားဥစ္စာရှာကြရတယ်ရှာတဲ့အခါမှာရလာတဲ့စီးပွားဥစ္စာကိုလည်းပဲမှန်ကန်စွာသုံးစွဲရမယ်လို့ရသော်ဗျာဟောကြားတဲ့သုတ္တတစ်ခုခြေပြုပြီးတော့နိုင်မှတ်သားကြရအောင်ဒီတရားကိုမြတ်စွာဘုရားကစေရဝန်ကျောင်းတကာကြီးအနာတပိန်အမြည်ရတဲ့သုတ္တတထေးကိုဟောတဲ့တရားပဲဖြစ်တယ်နာတပိန်နဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကလူမှုရေးနဲ့ပတ်သက်တဲ့တရားတွေဟောရများတယ်ဝိပဿနာတရားတို့ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့ဟောတာရှိတော့လည်းပဲနဲတယ်လို့ပြောဒါကြောင့်မို့နာရဝိတ္တထေကြီးဟာနောက်ဆုံးချိန်ရောက်တဲ့အခါရှင်သာရိပုတ္တရာဟောတဲ့အစွဲဖြုတ်တဲ့တရားအနာထပိဏိကောဝါဒဆိုတဲ့တရားကိုနားလည်ရတဲ့အခါမှာသူမျက်ရည်ကျတယ်။ဘာကြောင့်လို့ဆိုရင်ဒီလိုလေးနေတဲ့တရားကိုအရင်တော့မဟောကြဘူးတဲ့ရှင်သာရိပုတ္တရာကဒီတရားမျိုးကတဲ့စီးပွားဥစ္စာရှားနေတဲ့ပုဂ္ဂိုလ်တွေကိုသိဟောလို့မရှိဘူးပေါ့ဒါကြောင့်မို့လို့စီးပွားဥစ္စာရှားပြီးလူမှုတမ်းမှုဝါသနာပါတဲ့ပုဂ္ဂိုလ်တွေအတွက်လူတန်းနဲ့ပတ်သက်တဲ့တရားတွေကိုပဲဟောတာဖြစ်တယ်အဲ့ဒီမှာသူလျှောက်ထားသွားတယ်လေးနေတဲ့ဝိပဿနာတရားတွေနဲ့ပတ်သက်ပြီးတော့လေဟောပါဗျာလို့အဲ့ဒါကိုထောက်ထားလို့ရှိရင်အနာရိနဲ့ပတ်သက်တဲ့ဟောတဲ့တရားတွေကဘဝမှာမြည်လို့မြည်ဖို့နေထိုင်ပြီးတော့ကုသိုလ်ကောင်းမှုမြည်လို့လုပ်ရမယ်ဆိုတာသူ့ရဲ့ဇယိုက်ဝါဒနာဣဇာတရားဆန္ဒနဲ့ကိုက်ညီအောင်မြတ်စွာဘုရားဟောတယ်လို့ပဲမှတ်သားရမှာပေါ့အခုဒီသုတ္တန်ကိုဟောတဲ့အခါမှာသုတ္တန်ရဲ့နာမည်ကိုတော့အာဓိယသုတ္တန်လို့ပေးထားတယ်အင်္ဂုတ္တရနိကေပိစကနိဗ္ဗာန်မှာလာတဲ့အာဓိယသုတ္တန်အာဓိယဆိုတာစီးပွားရှာခြင်းအကြောင်းလို့ဒီလိုအဓိပ္ပာယ်ရတော့နာရဝိတ္တထေးကဘုရားဘာသာမဖြစ်ခင်ကလည်းအလှူဒန်းဝါဒနာပါတယ်စားရမဲ့တောင်းရမဲ့ပုဂ္ဂိုလ်တွေကိုနေ့စဉ်နဲ့အမျှကျွေးမွေးဆောက်ရှောက်လို့သူ့ကိုအနတ္ထပိဏိကလို့အများပြည်သူကခေါ်တဲ့နာမည်နဲ့ပဲတွင်ကျဲသွားတယ်အနတ္ထဆိုတာကိုရမဲ့တဲ့ဆင်းရဲသားတွေကိုပိဏိကအစားအစာပေးတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သူဝါသနာကိုကလူရတန်းရတာကိုသူစိတ်ထဲမှာကြည်နူးတယ်အလူတန်းရေရောတယ်လို့ဆိုလို့ဘုရားဘာသာဖြစ်တော့လည်းပဲဆက်လက်ပြီးတော့လှူဒန်းတယ်ဘုရားဘာသာဖြစ်တော့ပို့ပြီးတော့လှူတာမြတ်စွာဘုရားနဲ့ရာဇဂုမြို့မှာတွေ့တာသူတွေ့တော့အဲ့ဒီတော့တွေ့တော့ကိုရောင်းကုန်ဝယ်လှုပ်ရင်းကနေပြီးတော့သူနဲ့သမီးရောက်ဖတ်တော်တဲ့ရာဇဂုတထေးအိမ်မှာသူကတဲလေးရှိတာရာဇဂုတထေးကသူလာတာစကားမပြောနိုင်ဘူးအဲ့ဒီနေ့လှုပ်ရှုပ်နေတယ်ဘာကြောင့်လှုပ်ရှုပ်တုံးဆိုရင်ဖျားမှုရှိတဲ့တန်ဃာတွေကိုဆွမ်းသက်ပင့်ထားတာဖြစ်လို့အဲ့ဒီအလုပ်တွေလုပ်နေတယ်ခါတိုင်းဆိုရင်သူ့ကိုလာကြိုးနိုင်တဲ့အချိန်ပေးနိုင်တယ်ဒီတစ်ခါမကြိုးနိုင်ဘူးဘာကြောင့်လဲဆိုတာကိုစကားစမိပြောတဲ့အခါမှာမြတ်စွာဘုရားပွင့်နေလို့ဖျားမှုရှိတဲ့တန်ဃာတွေဆွမ်းကပ်ဖို့အလုပ်များနေတယ်ဆိုတဲ့အကြောင်းပြောတော့အဲ့ဒီမှာဖျားပွင့်နေဗုဒ္ဓဆိုတဲ့တန်ကြားတဲ့သူရင်နဲ့နှလုံးထဲမှာဆွဲသွားပြီး
မြတ်စွာဘုရားစီသွားရောက်စိကပ်ပြီးသောတာပန်ဖြစ်သွားခဲ့တာဟုတ်အဲ့ဒီနောက်မှမြတ်စွာဘုရားကိုသာဝတိပြည်ကြွဖို့အဲ့တုန်းကပင်သွားတာအဲ့တော့သူကပင်ကိုရဲ့စရိုက်ဝါဒနာကိုကလူမှုတမ်းမှုဝါဒနာပါတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာလည်းပဲအလူတန်းနဲ့ပတ်သက်တဲ့တရားတွေစီးပွားဥစ္စာရှာတာတွေနဲ့ပတ်သက်ပြီးတော့ဟောတာတွေများအဲ့တော့လောကလူတွေကလည်းပဲဘုရားဘာသာဖြစ်စေဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလူဘဝရလာရင်တော့စီးပွားရှာကြရတာပဲအဲ့လိုစီးပွားရှာတဲ့အခါမှာကြတော့ဘုရားရဲ့အဆုံးအမရကြတော့စီးပွားရှာပုံရှာနည်းကိုတော့အပြစ်ကင်းတဲ့စီးပွားရှာနည်းကိုတော့မြတ်စွာဘုရားဟောတယ်အပြစ်မကင်းတဲ့စီးပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ခဏခေတ်မှာဗမာပြည်မှာတော့မဟုတ်ဘူးဒီမှာတော့မကြားဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကိုရီးယားလူငယ်တွေရဲ့ကိုရီးယားနိုင်ငံလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကိုရီးယားဘိက္ခုနီမတူကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီးပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့။ဘာကြောင့်လို့ဆိုရင်စီးပွားရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမျှတတဲ့စီးပွားရေးကိုလုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီးပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားအပြစ်ကင်းတဲ့စီးပွားရှာတရားသဖြင့်စီးပွားရှာတာကိုနှစ်သက်တယ်ဒါတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာစီးပွားရှာတာကိုတော့အာမပေးဘူးဒါဖြင့်အနာရဝိတထေကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကတထေတော့တထေမျိုးရိုးပဲသူဘာစီးပွားလုပ်တုံးလို့စာပေကျမ်းကနေမှာရေးထားတဲ့အချက်တွေကိုကြည့်ရင်သူဟာထိုခေတ်ကအလုပ်များတဲ့ကတိဂောရခဝနိစဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပျိုးတယ်ဂောရခဆိုတာနွားမွေးတယ်ဝနိစဆိုတာအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရဝိတထေကြီးရဲ့စီးပွားရေးဟာလဲထွန်ခြင်းစိုက်ပျိုးရေးလုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလုပ်တွေကတော့ဒုစရိုက်ကင်းတဲ့လုပ်တွေလို့ပြောနွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူးနှုတ်စားနွားတွေမွေးတာဘယ်လောက်ထိအောင်မွေးတော့ဆိုလို့ရှိရင်အကောင်ကြီးသိမ့်ထီအောင်ရှိပုံရတယ်ဘာလို့လို့ဆိုရင်သူ့နွားတွေကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားကြောင့်သားရွာဆိုပြီးတော့ရှိတယ်သူ့ရဲ့နွားကြောင့်သားနန္ဒဆိုတဲ့နွားကြောင့်သားအကြောင်းစာပေကျမ်းကမှာတစွန်းတစဖော်ပြထားတာရှိတယ်အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနို့တို့ဒိန်တို့ထောပတ်တို့ဒီဟာတွေအတွက်နွားကထွက်တဲ့နှုတ်ထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထော်နဲ့ဆန်းစပါးစိုက်ပျိုးတယ်ပဲနှမ်းစိုက်ပျိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝယ်လုပ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုံရောင်းကုံဝယ်လုပ်တယ်အဲ့ဒါသူစီးပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီးပွားကိုလုပ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီးပွားပဲလုပ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်အနာရဘိရဲ့စီးပွားဟာဒီတိုင်းပဲဝိသခါတို့ရောစီးပွားရောဆိုသူတို့လည်းတူတူပဲဒီစီးပွားကိုပဲလုပ်ကြတယ်အယောင်းဝယ်လုပ်တယ်လက်ထွန်းနဲ့နွားကြောင်းနဲ့အဲ့ဒီဟာတော့အဓိကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှာလည်းပဲမြေယာတွေပေါ်များသည့်အတွက်ကြောင့်
လေတော်ချင်းနွားကြောင်ချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလယ်သမားတွေကဆင်းရဲနွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လေတော်နွားကြောင်ချင်းအခြေခံပြီးတော့စာအုပ်နေကိုထောက်ပံ့နိုင်တာဖြစ်လို့မြေယာမှာလောက်ကင်စားရဟာအပြစ်လဲကင်းပြီးတော့စာနာရိတ်ခါလဲဖူလုံးစေတာပေါ့ခဏခေတ်မှာတော့ agriculture based economy ဆိုပြီးတော့စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲဘာလို့လဲဆိုရင်လူဆိုတာတပြည့်ပစ္စည်းတွေဥပမာကာမစီလည်းနေလို့ရတယ်ထမင်းမစားပဲနေလို့မရအစမ်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်ကဘာမှာလူတွေ8ယောက်1ယောက်လောက်ကစာနာရိတ်ခါမလုံးမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်မို့စာနာရိတ်ခါထုတ်လုပ်တဲ့အလုပ်ကတော့မတမလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ရှေးခေတ်ကတော့ဝိသခါတို့အနာရိန်တို့စီးပွားလုပ်တဲ့ဆိုတာစာနာရိတ်ခါထုတ်တဲ့အလုပ်အယောင်းဝယ်လုပ်ဒီလုပ်တွေကိုလုပ်ကြတယ်သူတို့ကိုမိခိုပြီးတော့လုပ်တဲ့ကြေးရွာတွေသူတို့ကိုမိခိုပြီးတော့နေတဲ့လူတွေဟာအများကြီးပဲသိန်းချီထီအောင်ရှိကြတယ်အဲ့ဒီလိုစီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းပြည့်တဲ့အနာရဘိန်တထေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီဟောတာစီးပွားရေးဆိုတာရည်ရွယ်ချက်မျိုးမျိုးနဲ့လုပ်ကြတာမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတယ်ဟုတ်ပြီစီးပွားလုပ်တာဘာအတွက်လဲရလာတဲ့စီးပွားကိုဘယ်လိုသုံးမလဲဘယ်လိုစီးပွားလုပ်မလဲဘယ်လိုသုံးမလဲဆိုတာကိုထိတုတ်တတ်မှာလမ်းညွှန်မှုပေးထားတာပဲဒီလမ်းညွှန်မှုကလည်းပဲတရားမျှတတဲ့ရှုထောင့်ကနေပြီးတော့ဒီဘဝလဲကောင်းနောက်ဘဝလဲကောင်းအပြစ်ကင်းတဲ့စီးပွားရေးတစ်ခုအနေနဲ့မြတ်စွာဘုရားကလမ်းညွှန်ပေးတာဒီစီးပွားရေးမျိုးလုပ်ပြီးတော့ဒီလိုအသုံးပြုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလဲချီးမွမ်းမွယ်ဖြစ်တယ်နောက်ဘဝလဲကောင်းရသူအထိရောက်နိုင်တယ်ဟောအဲ့ဒီစီးပွားမျိုးခိုင်းဒီဘဝတော့ချမ်းသာပါရဲ့နောက်ဘဝမှာအပင်ငရဲကျသွားတယ်ဆိုတာမျိုးကြတော့မကောင်းဘူးပေါ့နော်တဘဝပဲကောင်းစားတယ်နောက်ဘဝမကောင်းစားခဏခဏလည်းရှိတာမလိတာတွေကဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးတယ်မူရစ်စေဝါနဲ့လုံမွေးတယ်အသက်မွေးတယ်ဒီဘဝတော့ပတ်စံပေါ်ပေါ်သုံးရင်သုံးရမယ်ဒီဘဝတွေပဲအဖမ်းဆီးခံရတာတို့ချုံနှောင်ခံရတာတို့ဒါမျိုးတွေဖြစ်တာပဲမလွတ်မကင်းတာတွေလုပ်မယ်ဆိုလို့ရှိရင်ဒုစရိုက်နဲ့အသက်မွေးမယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေပြဿနာတွေမကြုံမုံကြုံတယ်သို့တော့ဒုစရိုက်နဲ့လုပ်ငန်းနဲ့လုပ်ပြီးတော့အကျိုးပေးတဲ့လူတွေရှိတယ်ဒုစရိုက်နဲ့ချမ်းသာကြွယ်ဝနေတဲ့လူတွေရှိအဲ့ဒါဒုစရိုက်အလုပ်ကြောင့်ချမ်းသာတာတော့မဟုတ်ဘူးအဲ့ဒီနေရာမှာမျက်စိလဲသွားတတ်တဲ့လူတွေမှာကံကံကြီးကျိုးဆိုတာနဲ့ပတ်သက်ပြီးမျက်စိလဲသွားတတ်တယ်အဲ့ဒါကိုဘုရားဝါဒဝင်နေတတိထားဖို့လိုတယ်တည်တည်ချာချာဆွဲဆွဲမြဲမြဲမှတ်ရမှာတော့ကောင်းကျိုးချမ်းသာမှန်သမျှကုသိုလ်ရဲ့အကျိုးဆိုးကျိုးဆင်းရဲဒုက္ခမှန်သမျှအကုသိုလ်ရဲ့အကျိုးဒါတော့ပုံသေးကတ်ချက်နိယမအနေနဲ့မှတ်ထားနိယမအနေနဲ့ဒါဖြင့်ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြွယ်ဝနေတာဘာဖြစ်လို့လဲဒီဒုစရိုက်အလုပ်ကြောင့်ရတာလားအပေါ်အားဖြင့်ကြည့်ရင်ဒုစရိုက်အလုပ်ကြောင့်ရတယ်လို့ထင်တာသို့တော့သူစီးပွားဖြစ်ပြီးတော့အစဉ်ပြေနေတာဟာကုသိုလ်ရဲ့ပံ့ပိုးမှုလို့သူတို့ဆိုတယ်သူလုပ်တဲ့အကုသိုလ်လုပ်ဒုစရိုက်အလုပ်ကခုမှပဲစိုက်ပျိုးတော့အဆင့်ရှိတော့သူကအကျိုးမထုတ်လို့သေးဘူးရှေးရခင်ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဒီကနေပြီးခုချိန်မှာအကျိုးပေးနေတာလို့သူတို့ယူအောင်မှာဖြစ်တယ်အကုသိုလ်ကဘယ်တော့မှကောင်းကျိုးမပေးဘူးအကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကံကဝင်ပြီးတော့အကျိုးပေးနေတာလို့ဒီလိုလည်းရှိတတ်သေးတယ်နော်ဒီလိုလည်းရှိသေးတယ်အဲ့တော့နိယမရဲ့သဘောကိုတည်တည်ချာချာနားလည်ဖို့စ
စဉ်းစားကြည့်လေအစိတ်ဆိုတာအစိတ်ပဲအကုသိုလ်ဆိုတာလည်းအကုသိုလ်ပဲအစိတ်ဟာအစိတ်တင်သွားရင်ဒုက္ခတော့ရောက်တာပဲများများသိရင်အသက်ထီအောင်ဆုံးရှုံးနိုင်တယ်ပေါ့ဒါအစိတ်ရဲ့သဘောပဲအကုသိုလ်ကလည်းပဲထို့တူပဲလူဆိုကြဆိုကြပေးမှာပဲအကုသိုလ်ကုသိုလ်ကသာကောင်းကျိုးပေးတယ်လို့အဲ့ဒီသဘောကိုအခိုင်အမာခံယူထားပြီးတော့ဒီကောင်းတာကိုလုပ်ဖို့အမှန်တမ်းအရေးကြီးတာပေါ့နော်ကောင်းတာကိုလုပ်ဖို့မကောင်းတာလုပ်ပြီးကြီးပွားတာလေးတွေကိုတွားပြီးတော့အားကြနေတတ်တဲ့တစ်ခါလူဆိုတာသို့တော့မကောင်းတဲ့အလုပ်တွေကအကျိုးပေးပြီဆိုတဲ့အခါမှာလိမ့်နေအောင်ခံရတတ်တယ်ပေါ့နော်အဲ့တော့စီးပွားလုပ်တဲ့ပုံစံကိုမြတ်စွာဘုရားကအနာရဝိန်တထေးကြီးကိုဟောတာဒီတုတ်တာနာရဝိန်ကအကြောင်းကိုဒီနေ့2ခေါက်ရောက်တယ်သူရောက်တိုင်းမြတ်စွာဘုရားကတရားတစ်ပုဒ်တော်ဟောလို့ရှိတယ်လို့ဆိုတယ်အခုဒီနေ့ဒီမှာဟောတဲ့တရားကြတော့ဘာလို့ဆိုရင်နာရဝိန်ကိုဟောလိုက်တဲ့တရားကပင်စိမေဂဟပတိဘောဂနာအာဒီယာသူလည်းစီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်ဥစ္စာစီးပွားရှာဖွေနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ဘောဂလို့ဆိုတဲ့စီးပွားဥစ္စာဘာကြောင့်လူတွေဟာရှာကြသလဲမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့အနာရဝိန်ကိုအကြောင်းပြုပြီးတော့ဟောတာအနာရဝိန်ကမူလကတည်းကသူကဒုစရိုက်ကင်းတဲ့စီးပွားရေးနဲ့အသက်မွေးခဲ့တာဖြစ်တယ်သူ့ကိုဟောခြင်းအပြင်သူနဲ့အတူတကွလာတဲ့ပုဂ္ဂိုလ်တွေအခြားပုဂ္ဂိုလ်တွေဒီဆုံးမဩဝါဒတရားကိုနာယူခွင့်ရသွားတဲ့အခါမှာစီးပွားရှာပုံလမ်းမှားနေတဲ့ပုဂ္ဂိုလ်တွေကိုလမ်းမှန်ပို့ပေးပြီးသားဖြစ်တယ်ပေါ့အနာရဝိန်နဲ့ပတ်သက်ပြီးတော့သူစိတ်ဝင်စားတဲ့အချက်မျိုးအနေနဲ့ရသော်ပြဟောတာလောကမှာတဲ့လူတွေဟာလူဖြစ်လာလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်အလုပ်တစ်ခုလုပ်ကြတယ်ခဏခေတ်မှာဆိုရင်တော့အလုပ်တွေပိုများတယ်ပေါ့နော်လုပ်စရာတွေလည်းပိုများတယ်စီးပွားရှာတဲ့အကွက်ကလည်းများရှေးခေတ်ကတော့စီးပွားရှာတယ်ဆိုတာသိအများကြီးမဟုတ်ခြုံပြောလိုက်လို့ရှိရင်တော့တူတူတော့ကြမှာပါစိုက်ပျိုးရေးလုပ်တယ်မွေးမြူရေးလုပ်တယ်နောက်မင်းမှုတန်းနဲ့သက်မွေးကြတာရှိတယ်အမှုတန်းနဲ့သက်မွေးတာခဏခေတ်လည်းပဲဒီလိုပါပဲသက်မွေးကြတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကစီးပွားဥစ္စာဘာကြောင့်ရှာကြတယ်လဲရှာတဲ့အခါဘယ်လိုရှာရမလဲရှာလို့ရလာတဲ့ပစ္စည်းဟာဘယ်လိုမှန်ကန်စွာအသုံးပြုရမလဲအဲ့ဒါကိုနာရဝိန်တထေးကြီးကိုဩဝါဒပေးတာပဲစီးပွားလဲရှာရတဲ့အခါမှာတရားသဖြင့်တရားမပြတ်စီးပွားရှာရလာတဲ့စီးပွားကိုဘယ်အတွက်သုံးချရမလဲအဲ့ဒါလို့ဆိုရင်အခုဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်ဆိုတဲ့လောကမှာမိသားစုဘဝနဲ့နေပြီးတော့စီးပွားဥစ္စာလုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒီတရားဟာတကယ်ဘဝအတွက်ခိုင်လိုင်းတစ်ခုပဲလို့ဒီတိုင်းသွားလို့ရှိရင်လမ်းဆုံးပန်းတိုင်ဆိုတာအမှန်တမ်းကောင်းတဲ့လမ်းဆုံးပန်းတိုင်ကိုရောက်မှာပဲဖြစ်တယ်ပေါ့အဲ့တော့လောကမှာဟုတ်ပြီစီးပွားရှာတယ်ဆိုတာအကြောင်း၅မျိုးနဲ့စီးပွားရှာကြတယ်ရည်ရွယ်ချက်၅မျိုးရှိကြတယ်လို့ရှာတဲ့အခါမှာမြတ်စွာဘုရားထည့်ပြီးတော့ဟောတယ်စီးပွားရှာရင်ဘယ်လိုရှာရမလဲရှာဖို့ရှာနည်းကစီးပွားကိုတရားတဲ့နိလန့်နဲ့ပဲရှာရမယ်ဆိုတဲ့အတိတ်ပဲကြိုးစားပြီးတော့စီးပွားရှာလုံလဝိရိယစိုက်ထုတ်ပြီးတော့ကိုအားနဲ့ကိုဉာဏ်စွမ်းအားကာယစွမ်းအားနဲ့ပဲစီးပွားရှာမယ်အဲ့ဒီမှာဘုရားကိုယ်တိုင်သုံးထားတဲ့စကားလုံးလေးတွေကိုပြောရမယ်ဆိုရင်ဥဋ္ဌာဏဝိရိယဓိကတာ
သူစီးပွားရှာတာဟာတက်တက်ကြွကြွလုံလဝိရိယနဲ့ကြိုးစားပြီးတော့စီးပွားရှာတယ်ဘာဟာဗလပရိစိတတယ်လက်ယုံအားကိုအသုံးချပြီးတော့စီးပွားရှာတယ်ဆိုတော့ဒီဆိုလိုတာကကိုလုံလနဲ့ကိုယ့်ရဲ့လုံလဝိရိယနဲ့ရှာတယ်ကိုယ့်လက်ယုံကိုအားကိုးပြီးရှာတယ်ဆိုတော့သူများစီကမတရားလုပ်တာမဟုတ်ဘူးပေါ့နော်ကိုကြိုးစားအထုတ်ပြီးတော့စီးပွားရအောင်လုပ်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့နောက်တစ်ခုကသေတာဝက်ခိတ်တိသေတာဝက်ခိတ်တာဆိုပမာဒီပြောလို့ရှိတယ်အလုံးလုံးရတာနှစ်ဖူးကချွေချီမကြအောင်ဆိုတာရှိတယ်မြတ်စွာဘုရားကလည်းဒီသေတာဝက်ခိတ်တာဆိုတာချွေတီထွက်အောင်အလုံးလုံးရတယ်ဒါကြိုးစားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာအဓိကအချက်ကတော့ဘာလို့ဆိုရင်ပြောချင်တာကတော့ဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့သူရှာတဲ့စီးပွားကတရားသဖြင့်ရှာတဲ့စီးပွားဆိုလိုတာကိုချင်းတရားမပြတ်ပြားပဲရတဲ့စီးပွားလို့လိန်ညာပြီးတော့လှုပ်တဲ့စီးပွားလည်းမဟုတ်ဘူးမတရားကောင်းမှုဖြတ်တဲ့စီးပွားလည်းမဟုတ်ဘူးသူတစ်ပါးရဲ့အသက်တွေနဲ့အသက်မွေးတဲ့စီးပွားလည်းမဟုတ်ဘူးနော်ကိုယ်တိုင်အလုံးလုံးပြီးတော့စုဆောင်ပြီးရရှိလာတဲ့ငွေကြေးတနာစီးပွားဥစ္စာလို့ဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့ဗုဒ္ဓသာဝကလို့ဆိုတဲ့ဗုဒ္ဓဘာသာတွေဟာစီးပွားရှာပြီးဆိုရင်ဒါအဓိကတတိထားဖို့လို့ဒုစရိုက်နဲ့မရှာနဲ့သူစရိုက်လုံးကနဲ့ကောင်းရောင်းကောင်းဝင်နဲ့ရှာရမယ်ဒါကိုစွမ်းအားနဲ့ကိုလှုပ်အားနဲ့ကိုဒါချွေးထက်တာမထွက်တာအဓိကမဟုတ်ဘူးကြိုးစားတယ်ဆိုတဲ့အတိတ်ပဲကိုကြိုးစားပြီးတော့မှန်ကန်တဲ့လမ်းကြောင်းနဲ့စီးပွားရှာပါမတရားလုပ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်လူတာလည်းမဟုတ်လိန်ရောင်းတာလည်းမဟုတ်ဘူးမှန်ကန်စီးပွားဥစ္စာကိုရှာတယ်ဒါရှာကြတဲ့အပိုင်းလေးမှာမြတ်စွာဘုရားဒီစကားလုံးလေးတွေနဲ့သုံးထားတယ်နော်တရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာဖြစ်တယ်လောကမှာမတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာတွေကလည်းရှိသေးတယ်လေမတရားသဖြင့်ရတယ်ဆိုတာသူများစီကလိန်ယူတာတို့ခိုးယူတာတို့မတရားတဲ့ဤတွေနဲ့လှုပ်ပြီးတော့ရထားတာတို့အဲ့ဒါတွေမဟုတ်ဘဲနဲ့တရားသဖြင့်အယောင်းဝယ်ကဖြစ်စေကိုလှုပ်အားနဲ့ဖြစ်စေဥမာမဲ့ယုံလှုပ်တယ်ယုံကပေးတဲ့လကဒါတရားသဖြင့်ရတယ်လို့ပြောမှာပဲအာဂတိတရားလွတ်ကင်းပြီးတော့ကိုလှုပ်အားနဲ့ကိုရတဲ့ငွေကြေးတနာလို့ဆိုလို့တယ်ပေါ့အဲ့ဒါဘုရားဘာသာဝင်ဖြစ်လို့ရှိရင်ဒါတွေနဲ့ပဲစီးပွားရှာတဲ့နဲ့ဒီလိုပဲကြိုးစားပြီးတော့ရှာတဲ့နဲ့ခဏခေတ်မှာတော့စီးပွားရှာတဲ့နည်းတွေအများကြီးပဲပေါ့နော်ဟိုတယ်လုပ်ပြီးတော့စီးပွားရှာတာလဲဒါတရားသဖြင့်စီးပွားရှာတာပေါ့နော်ဒါရောက်တဲ့ခိုးတဲ့ပုဂ္ဂိုလ်တွေစီကအခါကျင်းငွေရတယ်ဒီဧည့်သည်ကျိုးပို့လုပ်တာလဲဒါတရားသဖြင့်စီးပွားရှာတယ်အယောင်းဝယ်လုပ်တာလဲတရားသဖြင့်စီးပွားရှာတယ်ဘယ်သူမှထိခိုက်နစ်နာတာမဟုတ်တဲ့စီးပွားမှန်သမျှဟာဓမ္မိကတရားလမ်းကြောင်းမပြတ်စီးပွားရှာတယ်လို့ပြောနိုင်တယ်အဲ့ဒီလိုရလာတဲ့စီးပွားဥစ္စာဒါရှာပုံနဲ့ပတ်သက်ပြီးပြောတာရလာတဲ့စီးပွားဥစ္စာဘာအတွက်ရှာကြတာလဲရှာပြီးတော့ဘာအတွက်သုံးမှလဲဟုတ်ပြီစီးပွားရှာတယ်ရလာပြီဆိုရင်နံပါတ်1ကကိုရီမန်းတဲ့လူတိုင်းဟာဘယ်သူပဲဖြစ်ဖြစ်စီးပွားရှာတယ်ဆိုတာကိုချမ်းသာဖို့ရှာတာဒါတော့သိကြပါပါမှာပဲနော်ကိုချမ်းသာဖို့ကိုမိသားစုချမ်းသာဖို့ဆိုတာချမ်းသာနေဖို့ရှာတာဒါရှာတဲ့နေဟာပဲကိုချမ်းသာအောင်လုပ်ရမယ်ကိုမိဘတွေချမ်းသာအောင်လုပ်ရမယ်အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာပထမဆုံးလူတွေဟာစီးပွားရှာတာဟာမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့စီးပွားရှာတာဘယ်လိုရည်ရွယ်ကြလဲရလာတဲ့စီးပွားကိုဘယ်လိုသုံးတယ်ဆိုစကလုံးချင်းချင်းနဲ့ပဲဖော်ပြတယ်
အတ္တနံဒုခေတိပိနေတိကိုချမ်းချမ်းသာသာနေတယ်ဝါဝလင်းလင်းစားသုံးတယ်ကိုအတွက်ကောင်းကောင်းနေကောင်းကောင်းသုံးတယ်ရလာတဲ့စီပွားကိုကိုအတွက်သုံးပြရမယ်ပြီးတဲ့အခါမှာမာဒပိတရောဒုခေတိပိနေတိကိုရဲ့အမေဖေတွေကိုချမ်းချမ်းသာသာနေစေတယ်ဝါဝလင်းလင်းကျွေးမွေးထားတယ်ဒါကိုရတဲ့စီပွားကိုမှန်ကန်စွာအသုံးချခြင်းပဲမိဘကျွေးတာကုန်ပါစေကုန်ကျိုးတတ်တယ်ကိုစားလို့ကိုချမ်းသာအောင်အသုံးပြုလို့ကုန်ရင်ကုန်ပါစေကုန်ကျိုးတတ်တယ်ဒါစီပွားရှာတာကိုချမ်းသာဖို့ကိုမိဘတွေချမ်းသာဖို့နောက်တစ်ခုကတော့ဗုဒ္ဓဓာရဓာတကမ္မကရပောရိတေဗုဒ္ဓဓာရဆိုတာသာသမီတို့အိမ်တော်ဘက်တို့ဗုဒ္ဓဓာရလို့ခေါ်တယ်ဓာတကမ္မကရပောရိတဆိုတာရှေးခေတ်ကတော့အိမ်မှာအပိုင်ဝယ်ထားတဲ့ကြေးကျွန်ဆိုတာရှိတတ်တယ်ခဏခေတ်မှာတော့ကြေးကျွန်မရှိဘူးအဲ့တော့ကမ္မကရပောရိတဆိုတာဝန်တန်းတွေကိုယ်အိမ်မှာလှုပ်လှုပ်ဖို့ရခေါ်ထားတဲ့ဝန်တန်းတွေအဲ့ဆိုလိုတာကကိုမိသားစုကိုယ့်ရဲ့ဝန်တန်းတွေချမ်းသာဖို့အသုံးပြုတယ်ဝါဝလင်းလင်းစားစေတယ်ဆိုတော့ကိုရှာထားတဲ့စီပွားကိုအခုအတိုင်းပဲအသုံးပြုတယ်ဆိုလို့ရှိရင်ဒါဟာမှန်ကန်စွာအသုံးပြုခြင်းပဲလို့ရသော်ဖျားသတ်မှတ်ပြီးတော့ဖော်ပြတယ်မသုံးရဘူးပြောတာမဟုတ်ကိုရှာတဲ့စီပွားကိုဒီလိုပဲသုံးချကိုချမ်းသာအောင်အသုံးပြုမယ်မိဘအတွက်အသုံးပြုမယ်ကိုအိမ်သားဝန်ထမ်းများအတွက်အသုံးချတယ်ဒီအချက်ဟာဖြင့်ကျင့်တတ်စရာကောင်းတဲ့အချက်ပဲတဲ့နောက်ဒုတိယအချက်အနေနဲ့မြတ်စွာဘုရားဟောတယ်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတရားသဖြင့်ရလာတဲ့ဥစ္စာကိုဒုတိယအနေနဲ့ဘာသုံးချမလို့မိတ္တမစ္စေဒုခေတိပိနေတိလူတိုင်းမှာမိတ်ဆွေတွေရှိတယ်ဒုက္ခကံဘက်တွေအပေါင်းအသင်းတွေရှိတယ်သူတို့မှာအခက်ခဲတစ်စုံတရာရှိလာလို့ရှိရင်ကုညီတဲ့နဲ့သူတို့အတွက်သုံးချပေးတယ်ကိုရှာတဲ့ပစ္စည်းဥစ္စာသူတို့အတွက်လည်းပဲအကူအညီပေးတယ်ဆိုလို့ရှိရင်ဒါလည်းကျေနပ်စရာကောင်းတဲ့ဟာပဲတဲ့ဒါလည်းမမေ့တဲ့နဲ့ကိုနဲ့ကိုပတ်ဝန်းကျင်ဆိုတာမိတ္တဆိုတာမေတ္တာသက်ဝင်ချစ်ခင်ကြတဲ့အပေါင်းအသင်းတွေအမစ္ဆဆိုတာလှုပ်ဖို့ကိုင်ဘက်တွေတခါတရံခက်ခဲကြုံတဲ့အခါကျတော့ကိုယ့်ရဲ့ကူညီမှုကိုခက်ခဲကြုံရင်လည်းသူတို့ရဲ့ကူညီမှုအပြန်အလှန်အားပြုပြီးတော့နေကြတာဖြစ်တော့ကြောင့်ကိုရှာထားတဲ့စီးပွားတွေကမိတ်ဆွေတွေအတွက်သုံးချတယ်လှုပ်ဖို့ကိုင်ဘက်တွေအတွက်သုံးချတယ်ဆိုရင်ဒါမှန်ကန်စွာသုံးချခြင်းပဲဖြစ်တယ်ကျင့်တတ်စရာကောင်းတယ်တဲ့ဒါလေကိုရှာတာသူတို့အတွက်လည်းပါတယ်လို့သူဆိုလို့